မရေးနေအာယုံများသွားတယ်အချိန်ရောက်တော်ကုန်သွားပြီဟာတေချာ focus လုပ်ဖို့တော့လိုအပ်နေပြီနော်ကဲအလုံးနေတဲ့အချိန်တွေမှာ focus လုပ်ဖို့လိုအပ်နေတဲ့သူတွေရှိလားဒါဆိုရင်တော့ focus mode လေးရှိရနော်ဒီ feature လေးကကိုအလုံးလုံးနေတဲ့အချိန်မှာအာယုံစိုက်လို့မရရင်အရေးမကြီးတဲ့ notification တွေကိုခဏပိတ်ထားပေးတတ်မှာဖြစ်ပါတယ်ဒီလိုလုပ်ဖို့အတွက် setting နဲ့ဝင်ပါ focus ကိုနှိပ်ပါ work mode ကိုရွေးပြီးအရေးကြီး note တွေဝင်စေဖို့ people နဲ့ app မှာရွေးချယ်ပါset schedule မှာနေ့တိုင်း focus mode ကိုပွင့်လာစေခြင်းနဲ့အချိန်သတ်မှတ်နိုင်ပါတယ်ကဲတေချာအာယုံစိုက်ဖို့လိုအပ်နေတဲ့သူတွေအတွက်ဒီ mode လေးကိုစမ်းကြည့်လိုက်တော့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား